မင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီကြံကိုစင်းနေတင်တာပေါ့နော်အဲ့တော့စာစုစင်းနေပဲလှုပ်စာနေစင်းအညွန့်နေပဲလှုပ်ကြမ်းနေကိုပဲလှုပ်သူကနောက်ဆုံးမှာကြံကိုစင်းဆိုတာပြီးရတာပေါ့အဲ့လိုပြီးတဲ့ပုံစံလေးတွေကိုလေးပြောပြခြင်းလေဒါကတော့ငကူမူလာပေါ့နော်သူကဟိုမှာ setting လေးတော့ချထားပေါ့ဒီ test setting လေးတွေချထားတယ်ဒီမှာ 0.5 ဒီကောင်ကလည်း 0.5 ပေါ့သူကတက်ခွန်လိုက်တာနဲ့သူကအဲ့လိုတန်းကြတာပေါ့ဒီမှာဆိုရင်တော့ဒီမှာတော့ကြော့ဆိုရင်ဒါချိုးပြီးနောက်ပြီးတော့ဒီမှာခေါင်းစဉ်လေးပေါ့ဒီနေရာမှာ please publisher date ဒါတော့လိမ့်ဆက်မှုမို့လို့ဒီလိုလေးရေးပေးတာပေါ့ကဲဒါမှဆိုမြန်မာစာအဖွဲ့ဆလိုမွန်တပ်ပုံချ please publisher date နော်နောက်တစ်ခါကျတော့ဒီမှာအေးတမ်းမတော်ရာဆွေစာစုစင် please publisher တပ်ဘောယူစာရန် dateအဲ့ဒါသူကတတိထားမိလားတော့မသိဘူးသူကဒါကတော့အများကြီးထားတော့သူက title နဲ့တင်လိုက်တယ် please publisher date ကျန်ကိုစင်းရအဲ့ဒီလိုလေးတွေပြီးတယ်ဒါဆိုရင်လည်း American Anglo American Cataloging Room နော် prepare ဆိုပြီးတော့ဒီမှာ Library Association ဒီမှာ Michael Goman နဲ့ပေါ်နေပေါ့အဲ့တော့ please publisher date သူဒီလိုပဲဌာနမှာအသုံးပြုတဲ့ sale list ပေါ့သူလည်း please publisher date အဲ့လိုလေးသွားတယ်အဲ့ဒီလိုပုံစံလေးကတစ်ခုပေါ့နော်ကိုယ်သိရမှာနောက်တစ်ခုကြတော့ဒီမှာဒီမှာကြံကိုစင်းပဲတရားကြတော့သူကတော့ကြော့ပဲနော်ချိုးပြီးဒီမှာဒိတ်ကအနောက်ကလာတွေ့လားစာစုစင်းပြုစုနေ place publish ဒီနေရာမှာခုနပြောသလိုသူက APA style ဆိုတာရှိတယ်နောက်တစ်ခါကျတော့ဒီ APA style ဆိုတာကြည့်လိုက်အောင်မယ်နော်ဒါဆိုရင် APA style လို့ခေါ်တာပေါ့သူ APA style ကခုနပြောသလို American Psychology Association ထုတ်တာဒါမြန်မာစာဌာနမှာအခုဒါလေးကိုသုံးဒါကပါလဲဆိုတော့ APA style ပေါ့ကဲနောက်တစ်ခုရှိသေးတယ်သူကဒါ APA style နောက်တစ်ခုကြတော့နောက်တစ်ခုကပါလဲဆိုတော့ MLA style ဒါလည်းAPA style သူက6 edition ပေါ့နော်ခုနကဟာက7 edition ခု8 edition ထွက်တယ်လို့ပြောရနော်ဒီမှာရှာလို့တွေ့နောက်တစ်ခါကျတော့ MLA style ဒါက Modern Language Association ပေါ့နော် MLA style ဒါ9 edition ပေါ့နော်ဒါ MLA style handbook ပေါ့နောက်က Chicago Manual style ဆိုတာရှိတယ် Chicago ဒီဌာနကသုံးနေတဲ့တာရီဘီယန်ဆိုရင်သူက Chicago ကိုနည်းနည်းလေးပြန်ပြီးတော့ဟိုလောက်ထားတာပဲ Chicago ပဲဒါ Chicago style ဒါကြီးက Chicago style နော်ဒါဆိုရင်နော်တာရီဘီယန်ဒါတာရီဘီယန်ကခုန Chicago ကိုနည်းနည်းလေးပြန်လဲမုံမှန်ထားတာ Chicago ပါပဲတကယ်ရတော့အဲ့တော့အဲ့ style တွေပေါ်မှာမူတည်ပြီးတော့လောက်ကြရတယ်ဆိုတာကိုသိစေချင်တယ်ပေါ့နော်အဲ့တော့ခုနကပြန်ပြီးတော့သုံးသပ်မယ်ဆိုရင်ပုံမှန်အားဖြင့်အစတုန်းကတော့သုံးပြုနေတာကနော်ဒီမှာorder date system နောက်တစ်ခါ
place publisher ထိတ်ဆိုတော့ပုံမှန်လေးနော်အဲ့ဒီလိုလေးအဲ့တလောက်ပါပဲကျေးဇူးတင်ပါတယ်